ပရိသတ်ကြီးဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာမတိလိုက်ပဲသတိမထားမိလိုက်ရကနေအဖြစ်ဆိုးတွေဖြစ်သွားနေတာကိုပြသထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းကမိစ္ဆာကောင်တစ်ကောင်ရဲ့အနောက်ရှက်ကြောင့်ကိုဝင်ရသွားတဲ့အကြောင်းဖြစ်ပါတယ်။အစ္စလမ်ယူဆတွေမှာမိစ္ဆာကောင်ကိုဂျင်ဆိုးလို့ယူဆထားတဲ့အတွက်ဂျင်ဆိုးဆိုတဲ့အဓိပ္ပာယ်ကမကောင်းတဲ့မိစ္ဆာဖြစ်ပါတယ်။ကောင်းတဲ့ဂျင်တွေလည်းရှိတဲ့အတွက်ဂျင်ဆိုးလို့ပဲသုံးနှုန်းခေါ်ဝေါ်လိုက်ပါမယ်။ကဲဒါဆိုရင်တော့အင်ဒိုရဲ့လက်တလော hit ဖြစ်နေတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးကိုကြည့်လိုက်ကြရအောင်ပါ။ဇလန်ရဲ့အစမှာတော့နန်းတော်ဓမြခန်းသားတွေအိမ်တော်ကြီးထဲမှာတော့အဖြူရောင်ကဝင်းတဲ့ကောင်မလေးကပျော်ရွှင်စွာပြေးလွှားနေခဲ့ပါတယ်။သူနဲ့အတူရုပ်ရည်အရန်ချောတဲ့အမျိုးသားတူကလည်းရှိနေခဲ့ပြီးနှစ်ဦးသားအချစ်နယ်ကျွန်းလိုက်ကြပါရီ။တကယ်တော့အဲ့ဒီအရာကအိမ်မက်ဖြစ်နေပြီးတော့ကြောက်စရာကောင်းတဲ့ဂျင်ဆိုးကကောင်မလေးကိုသူ့အပိုင်ဆိုပြီးတော့စိတ်ကူးရင်ဖန်တီးကကာမပြုတ်လုပ်နေတာပဲဖြစ်ပါရီ။ကောင်မလေးကလည်းနိုးလာရောအဲ့ဒီအိမ်မက်ကြောင့်ပျော်ရွှင်ကျေးနပ်နေခဲ့ပြီးတော့အောက်ထပ်ကိုဆင်းလာခဲ့ပါရီ။ညဘက်12နာရီကျော်မှအိမ်ပြန်လာတတ်တဲ့အမျိုးသားကိုစိတ်တူနေခဲ့ပြီးဝိတ်ကြေတန်းကြီးပဲတာဝန်တွေလုပ်ပြီးကယောက်ျားဖြစ်သူကိုပြဿနာရှာပါရီနှစ်ယောက်သားရန်တွေဖြစ်ပြီးမနက်စာရီစားတော့ကြတဲ့အချိန်မှလေးမျက်နှာချင်းဆိုင်မနေတော့ဘဲနဲ့ရှောင်ဖေးနဲ့အိမ်တော်ကြီးကตายရမနေတော့ပါဘူးဒီလိုနဲ့အီချာကရုံးကိုစိတ်မပါပဲသွားနေခဲ့ပြီမယ်လေရုံးမှာသူမနဲ့စိုးတိုင်မင်းကောင်းတိုင်မင်းတငယ်ချင်းနိုရီနဲ့စကားပြောနေပြီးသူမတို့ရဲ့အိမ်တော်ကြီးမตายရတဲ့အကြောင်းကိုပြောပြနေခဲ့ပါရီနိုရီကလည်းအိမ်တော်သက်ကြာလာရင်ကိုပိုင်အလုပ်တွေနဲ့အရင်လိုမဟုတ်ကြတော့တာတဘာဝပဲနောက်ပြီးအမျိုးသမီးဆိုတာအိမ်တွင်းအလုပ်ရောကိုရိုင်းရောပြင်ဆင်ပြီးတော့နေတဲ့နေယောက်ျားတွေကငွေရှာတဲ့အလုပ်နဲ့မပေါက်ပြန်တဲ့တာဝန်ကိုယူကြရတယ်လို့ပြောရင်းအမျိုးသားနဲ့အတူနေချိန်တွေမရှိတာကြားပြီးလားလို့မေးလိုက်ပါရီအဲဒီတော့မှအီချာလေးမေးလျော့နေတဲ့တာဝန်တစ်ခုကိုတတိယသွားပြီးတော့သူမအနေနဲ့လက်ထပ်ထားတာ3နှစ်ကျော်နေပြီးတော့ခလေးလေးလိုချင်တဲ့အကြောင်းကိုပြောလိုက်တော့နိုရီကလည်းအိမ်ကိုပြန်ပြီးတော့လှလှလေးဝက်ကယောက်ျားပြန်လာကိုဆောင်ပြီးတော့ဆွဲဆောင်နေလိုက်လို့ပြောလိုက်ပါတော့တယ်အီချာရဲ့အမျိုးသားအာရီယာကလည်းအမျိုးသမီးနဲ့အဆင်မပြေတဲ့အကြောင်းတွေကိုတကယ်ချင်းဖြစ်သူကိုယဉ်ဖွင့်ရင်တကယ်ချင်းကလည်းအိမ်တော်နေဘွားမှာအချစ်ဆိုတာပြီးဆုံးသွားတာမဟုတ်ပဲပို့တိုးရမှာဖြစ်တယ်အရင်ကလှုပ်ပေးမှုခဲ့တဲ့အရာလေးတွေကိုတယောက်နဲ့တယောက်ပြက်ကွက်နေကြလို့အနေဝေးနေကြတာလို့ပြောပြီးအမျိုးသမီးကိုကောင်းကောင်းပြုစုဖို့နီးပြောပေးလိုက်ပြန်ပါရီအိမ်မှာတော့အီချာကဆက်စီကြနာစွာဝစ်စင်ထားပြီးတော့အလာရီပြင်းကအမျိုးသားအာရီယာကိုစောင့်နေခဲ့ပါရီအာရီကလည်းအီချာကိုမြင်မြင်ချင်းအံ့ဩသွားခဲ့ပြီးတော့အီချာရဲ့ဆွဲဆောင်မှုအောက်မှာရုံးမရတော့ဘဲနဲ့ရိုဆန်ကြပါရီအဲ့ဒီချိန်မှာပဲသူတို့ရဲ့အိမ်အောင်ကြီးကိုနှောက်ယှက်တဲ့ဂျင်ဆိုးကနှစ်ယောက်သားချစ်ခမ်းဝင်နေချိန်ထိကိုလိုက်နှောက်ယှက်နေပြန်ပါရီအိမ်မထဲမှာအီချာကသူ့ရဲ့အပိုင်ပဲသူအမျိုးသမီးလို့ပြောပြီးအိမ်မထဲကအင်ကြီးထဲမှာဖမ်းခေါ်ထားလိုက်ပါရီအီချာလည်းအိမ်မထဲကအင်ကြီးထဲကနေထွက်လာခဲ့ပြီးတော့ဂျင်ဆိုးရဲ့ရန်ကနေလုံအောင်ထွက်လာချိန်မှာတော့အိမ်မက်ကနေလန်နိုးလာခဲ့ပါရီဂျင်ဆိုးကအိမ်အောင်ကြီးကိုတရိပ်ဖြတ်စည်းနေပြီးအီချာလည်းအဲ့ဒီအိမ်မက်ကိုအတော်လေးကြောက်နေခဲ့ပါတော့တယ်ဒီလိုနဲ့အီချာလည်းအောက်ထပ်ကိုဆင်းလာခဲ့ပြီးသူမရဲ့ယောက်ျားနဲ့ပျော်ရွှင်စွာမနက်စာရီဆိုင်နဲ့ဂျီချီနုနုအတိတ်အကြောင်းတွေကိုပြန်ပြောခဲ့ကြပါရီအလုပ်ကိုလည်းအရင်လိုတယောက်တည်းမသွားဘဲနဲ့အာရီယာကိုလိုက်ပို့ခိုင်းကအဆင်ပြေသွားခဲ့ပါရီအလုပ်ကိုလည်းရောက်ရောသူမတို့အဆင်ပြေနေတာကိုမကြိုက်တဲ့ဂျင်ဆိုးကသူမရဲ့အနောက်ကိုလိုက်လာခဲ့ပြီးတော့နေဘက်ကြီးမှတော့မှအနောက်ရှက်တွေပေးခဲ့ပါရီအီချာလည်းအန်ဂျင်လာတော့အိမ်သားပေးစင်တွေကိုအန်လိုက်တဲ့အချိန်မှာနူရီရောက်လာခဲ့တော့သူမလည်းကြောင်ကရန်းနဲ့ထွက်သွားခဲ့ပါရီအဲ့လိုနဲ့အိမ်မပြန်သေးပဲကျောင်းနေပဲတငယ်ချင်းအီမာနဲ့တွေ့ပြီးတော့စကားတွေပြောနေချိန်မှာတော့သူမရဲ့စိုးရိမ်စိတ်ကကြောက်လန့်နေခဲ့ပါရီအီမာနဲ့စကားတွေပြောနေရင်သူမတို့ဇနီးမောင်နှံရဲ့အဆင်မပြေခဲ့ပုံတွေကိုပြောပြရင်းနဲ့အီမာကိုလည်းယောက်ျားမယူသေးဘူးလားလို့မေးနေခဲ့ပါရီအီမာကလည်းသူမကမနဲ့စောစောအလုပ်သွားပြီးတော့ညဘက်မှပြန်လာရတာယောက်ျားရဲ့ဝေယဝိစာတွေတာဝန်မယူနိုင်သေးဘူးလို့ပြောရင်းနဲ့တကယ်ချင်းတယောက်စကားတွေပြောနေခဲ့ပါရီတပတ်မှလေအာရီယာကအိမ်ကိုပြန်လာချိန်မှာတော့သူတို့ဂိတ်ဆောင်တဲ့ကားပါကင်မှာအီချာကိုတွေ့လိုက်ရပြီးအီချာတင်းနဲ့လိုက်သွားခဲ့တာမထင်မှတ်ထားတဲ့ထိတ်လန့်မှုကြီးကိုကြုံတွေ့ခဲ့ရပါရီဒါဟာအီချာကတရေပုံစံနဲ့သူမရဲ့ဘိုက်ထဲကနေခလေးလေးထွက်လာပြီးတော့သွေးတန်တရေရဲနဲ့ရုံရှာစီယာအာရီယာစီကိုလာနေတဲ့ပုံကြီးကိုတွေ့လိုက်ရပါရီစိတ်ချောက်ကြားပြီးတော့ပြန်လဲလိုက်တဲ့အချိန်မှာတကယ်ချင်းနဲ့တွေ့ရင်းနဲ့ဒီအဖြစ်ပြက်ကတကယ်မုံမဲသိလိုက်ရပြီးတော့အနောက်ရှက်တွေရှိနေကြောင်းတွေးမိသွားပါရီအင်္ဂလိပ်ရောက်ရောအဖြစ်ပြက်ကိုမျက်မြင်တွေ့လိုက်ရပြီမလေအီချာကဘာမှဖြစ်မထားတော့အာရီယာလည်းတွေ့ဝင်နေပါရီအီချာကတော့အခုမှအစင်ပြေကားလားရှိသေးတော့သူမကိုစိတ်တွေစိုးနေရမှနဲ့စကားတွေပြောပြီးတော့ချော့နေခဲ့ပါရီဒီလိုနဲ့တရက်မှာတော့အီချာနေမကောင်းတာကိုသိရောအာရီယာကကိုလက်ကြိုက်ခဲနေတဲ့အထင်နဲ့အနှိတ်ဆီယာမကိုခေါ်ပြီးခဲ့ပါရီအနှိတ်ဆီယာမကဝမ်းဆွဲတဲ့တယောက်ဆိုတော့အီချာစီမှာကလေးရှိနေတယ်လို့ပြောပြလိုက်ပါရီအဲ့ဒီချိန်မှာပဲပျော်ရွှင်ရမယ့်သူတို့နှစ်ယောက်ကတော့သွေးပြတ်သွားခဲ့ကြပြီးတော့ကလေးက3လဆိုတော့ပိုဆိုးသွားခဲ့ကြပါရီအတူနေတာမှရက်ပိုင်းပဲရှိသေးတာကလေးက3လဆိုတော့အီချာဖောက်ပြန်နေတာလားဆိုပြီးတော့အတွေးဝင်သွားခဲ့ပါရီအီချာကတော့အပျော်တွေလုံးပြီးတော့ရုံးမှရှိသမျှလူတွေအကုန်လုံးကိုသူမကိုဝင်ရနေကြောင်းတွေကိုပြောပြနေခဲ့ပါရီတကယ်ချင်းဖြစ်သူအီမာစီကိုလည်းသူမရဲ့ဘိုက်ပုံကိုဓာတ်ပုံရိုက်ပို့ပေးခဲ့ပြီးတော့နိုရီကိုလည်းသူမကိုဝင်ရကြောင်းပျော်ရွှင်စွာနဲ့ပြောပြပေးခဲ့ပါရီနိုရီကယောက်ျားနဲ့အတူနေတာမှမကြသေးဘူးကိုဝင်တိုင်းရတာလို့ပြောတော့အီချာကသူမကိုမယုံဘူးလားလို့ပြောပြီးတော့ထွက်သွားခဲ့ပါရီတပတ်မှလည်းအာရီယာကသူမိမဖောက်ပြန်နေတာလားတကယ်ချင်းကိုရင်ဖွင့်နေခဲ့ပြီးတော့တကယ်ချင်းဖြစ်သူကတော့ဝမ်းဆွဲတဲ့ပြောတာဟုတ်ချင်မှဟုတ်မှာဒေကြသွားအောင်တန်ရတွေလည်းကင်းသွားအောင်ဈေးရုံကိုပြကြည့်လို့ပြောပြီးတော့မနက်ဖြန်အလုပ်ခွင့်ပေးဖို့တထေးကိုပြောပြီးမယ်လို့ပြောလိုက်ပါရီ
အီချာကတော့သူမလိုချင်တဲ့ကလေးရတော့မှမလို့ website ကနေကလေးဝေအင်ဂျီပုံတွေကိုကြည့်ပြီးတော့ကြည်နူးနေခဲ့ပါတော့တယ်။အီချာရဲ့အမျိုးသားကလေအရင်းညအိမ်ပြန်ချိန်ကားပါကင်မှာတော့ထူးဆန်းတဲ့ကလေးငိုတန်ကိုကြားလိုက်ရပြီးဂျင်းဆိုးကသူ့ရဲ့အနောက်ကနေကလေးပိုက်ရက်ဖြစ်နေခဲ့ပါရီ။ကြောင်ချောက်ချားနဲ့အိမ်ပြန်ရောက်လာခဲ့ပြီးတော့အီချာကိုအိမ်ရီပြင်းတဲ့သူ့တငယ်ချင်းနဲ့အထင်လွဲလို့လွဲနောက်ပြီးတော့သူတို့အတူနေတာမကြသေးဘူးကိုဝင်တန်းရတာလားလို့ပြောကြရင်းနဲ့စကားတွေများခဲ့ကြပါရီ။ဒီလိုနဲ့မတိကြဘဲနဲ့ရန်ဖြစ်မနေကြတော့ဘဲနဲ့မနက်ခင်းစေးရုံကိုသွားပြီးတော့ဆေးဆေးခဲ့ကြပါရီ။အဲ့ဒီချိန်မှာပဲအီချာကကိုဝင်မရှိဘဲနဲ့ကိုဝင်ရန်လိုချင်နေတာကြောင့်ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုရကိုဝင်ဆောင်တယ်လို့ဖြစ်နေတာလို့စိတ်ရဲ့ဖြစ်တည်မှုကိုဆရာဝန်ကပြောပြလိုက်တာဖြစ်ပါရီ။အဲ့ဒီချိန်မှာပဲအီချာကပို့ပြီးတော့စိတ်ထိခိုက်သွားပြီးတော့သူမရဲ့ကိုဝင်မရှိရင်သူမရဲ့ဗိုက်ထဲကနေခံစားမိနေတာကဘာလဲဆိုပြီးနိုရီကိုပြောတော့နိုရီကသူမကိုကူညီပေးဖို့ဗလီဆီယာစီကိုခေါ်သွားခဲ့ပါရီ။ဒီလိုနဲ့ဗလီဆီယာကအီချာတို့နဲ့လည်းတွေ့ရောအီချာရဲ့နောက်ကနေဂျင်းဆိုးကလိုက်လာတာကိုသတိထားမိသွားခဲ့ပါရီ။အီချာကသူမကိုဝင်မရှိဘဲနဲ့ရှိနေတဲ့ခံစားချက်နောက်ပြီးအိမ်မက်ထဲကအမျိုးသားနဲ့ချစ်ကြိုက်မိကြောင်းကိုပြောလိုက်တော့ဗလီဆီယာကဒါအိမ်မက်မဟုတ်ဘူးအီချာတို့ရဲ့အိမ်တော်ကြီးကိုဖျက်ဆီးမဲ့ဂျင်းရဲ့အနောက်ရှက်လို့ပြောလိုက်ပါရီ။ဂျင်းတွေကိုအရှင်မြတ်ကမီးနဲ့ဖန်ဆင်းခဲ့ပြီးမြဲလေလူသားတွေကိုသွေးကြောတွေထဲထိလိုက်နောက်ရှက်ဖို့ခွင့်ပြုထားတာကြောင့်ဂျင်းတွေရဲ့နေပယ်နဲ့လူသားနဲ့တွေ့သွားတာလို့ပြောပြလိုက်ပါရီ။ဒါပေမဲ့လေအီချာကသူမဓာတ်တွေကိုလက်မခံနိုင်ဘဲနဲ့အသေးခွဲသလိုမျိုးခံစားလိုက်ရတော့သူမလည်းထွက်သွားခဲ့ပါရီ။အိမ်ပြန်လဲရောက်ရောအီချာကစေယုံကစကားရောဗလီဆီယာရဲ့စကားတွေကိုရောကြားပြီးတော့အားမရှိတော့သလိုဖြစ်ကအနည်းနည်းလှလှကြိုးစားခဲ့တဲ့ကိုဝင်ရဖို့ကိုမရတော့စိတ်ပြတ်နေခဲ့ပါရီ။အီချာယောက်ျားကလည်းတငယ်ချင်းဖြစ်သူနဲ့စကားတွေပြောနေခဲ့ပြီးတော့အီချာမှာကိုဝင်မရပေမဲ့လေသူ့ကိုဖုံးကွယ်ထားတာရှိနေသေးတယ်။သူ့ရင်ဘတ်တွေဆွဲဆုပ်သလိုခံစားရတယ်လို့ရင်ဖွင့်ပြီးတော့အိမ်ပြန်လာခဲ့ပါရီ။တစ်ဖက်မှာလည်းနိုရီကအီချာတို့အိမ်ကနေပြန်လာခဲ့ပြီးတော့လမ်းမှာကြောင်လေးနဲ့တွေ့ကကဲတင်ပေးခဲ့လိုက်ပါရီ။ကြောင်လေးကိုဘေးလွရာကိုပြောင်းခဲ့ပေမဲ့လေကြောင်လေးရဲ့အတန်ကိုမကြားရတော့မှရှာလိုက်ရင်းနဲ့ဂျင်းဆိုးရဲ့အနောက်ရှက်ကိုခံလိုက်ရကတိုက်ဆောင်နေတဲ့ညမ်းစင်ပြိုကျပြီးတော့ဆုံးသွားခဲ့ပါရီ။အဲ့ဒီဖြစ်ပျက်တွေကိုအီချာကအိမ်မက်ထဲမှာမြင်အောင်နေခဲ့ပြီးနိုရီစီကိုပြေးသွားတဲ့ချိန်မှာတော့အလာကောင်းပေမဲ့အချိန်နှောင်းသွားခဲ့တာမို့နိုရီလည်းကွယ်လွန်သွားခဲ့ပါရီ။တစ်ဖက်မှာအိမ်ပြန်လာတဲ့အာရီယာကလည်းသူမိမငိုတန်ကြောင့်အလောင်းသားကိုပြေးလာခဲ့ပေမဲ့အီချာရဲ့ဘိုက်ကတဖြည်းဖြည်းကြီးလာခဲ့ပါရီ။ဒီလိုနဲ့အီချာကသူမရဲ့စိတ်ကိုတေချာလေးဆုံးဖြတ်ပြီးဒီအဖြစ်အပျက်တွေကိုကူညီပေးဖို့တငယ်ချင်းအီမာကိုခေါ်ပြီးတော့သူ့မျိုးသားကိုပါခေါ်ကဗလီဆီယာစီကိုခေါ်သွားခဲ့ပါရီ။ဗလီဆီယာကဘာသာရေးဖျားစာတွေကိုရွတ်ဖတ်ပြီးတော့အီချာစီကိုဝင်ပူးနေတဲ့ဂျင်းဆိုးကိုထုတ်ဖို့လှုံ့ဆော်ပါရီ။ဂျင်းဆိုးရဲ့အစွမ်းကအတော်လေးကိုကြီးတာကြောင့်ထုံရခတ်နေခဲ့ပြီးတော့ဖျားစာအဆုံးဆိုမှပဲဂျင်းဆိုးလည်းထွက်သွားခဲ့ပါရီ။ဒါပေမဲ့လည်းဂျင်းဆိုးကအားနေတဲ့အမျိုးသမီးတွေစီကိုညင်းညူအတန်ပေးပြီးတော့ချင်းကတ်တာမို့အီချာရဲ့အိတ်ချိန်တွေကိုပို့ပြီးတော့ဂယုစိုက်ဖို့မှားခဲ့လိုက်ပါရီ။တခုခုထူးခြားတာနဲ့သူစီကိုလာခဲ့ဖို့လည်းမှားလိုက်ပါရီ။အဲ့လိုနဲ့အားလုံးတိတ်ဆိတ်သွားခဲ့ပြီးတော့အီချာလည်းအိမ်မက်တွေမမတ်တော့ပဲ14ရက်ကြာမှာတော့အာရီယာကအလုပ်ကိစ္စနဲ့နေကိုခရီးသွားရမှာဖြစ်ကြောင်းသူတို့စားတောက်နေကြစားတောက်ဆိုင်လေးမှာပြောပြလိုက်ပါရီ။အီချာကလည်းယာရုတိုမှာဆိုတော့သူမကိုမစိုးရင်ဘူးပြောလိုက်ပြီးတော့တငယ်ချင်းအီမာကိုခေါ်အိတ်လိုက်မယ်လို့ပြောလိုက်ပါရီ။ဒီလိုနဲ့ညဘက်လေးရောက်ရောအီချာစီကိုအီမာကဖုံးဝင်လာခဲ့ပြီးသူမမလာနိုင်တော့တဲ့အကြောင်းတွေပြောကသူမရဲ့နေရာမှာအစားထိုးလှုပ်ဆင်းမဲ့ကောင်မလေးကဖျားနေလို့မနက်မှအလုပ်ဆင်းရမှာလို့ပြောလိုက်ပါရီ။အဲ့လိုနဲ့အီချာလေးစိုးရင်နေခဲ့ကကြောင်အတန်ကြားတော့အိမ်ပေါ်ထက်ကိုတက်ကြည့်မယ်လို့မှာပဲအာရီရဲ့အင်ဂျီစီကနေဖျားစာရွက်ကြလာခဲ့ပြီးအီချာလေးအဲ့ဒီဖျားစာကိုဆိုပြီးတော့အိတ်သွားခဲ့ပါရီ။ဒီလိုနဲ့ဖျားစာရဲ့အစွမ်းကြောင့်အရီညာကဘာမှဖြစ်မသွားခဲ့ပဲနဲ့မိုးရင်းသွားခဲ့ကအလုပ်ထဲကိုဝင်ခဲ့ပါရီ။ဇလန်ကအဲ့ဒီမှာစားတော့တာပါပဲ။ဂျင်းဆိုးကအသက်ဝင်နေခဲ့ပြီးတော့ဆက်ယုံတွေကအလုပ်သမားတွေရဲ့အတွင်းကိုယူပြီးတော့အီချာကိုနှောက်ယှက်ပါရီ။အီချာကသူ့ရဲ့အပိုင်ဖြစ်ပြီးအီချာကသူ့ရဲ့သတော်သမီးလို့ပြောပါရီ။အီချာကလည်းအလုပ်ထဲကထင်အောင်ထင်မှားဖြစ်မှုကိုစိုးရင်တကြီးအီမာကိုပြောပြနေရင်းနဲ့သူ့ယောက်ျားနဲ့ကလေးလိုချင်တာဖြစ်ကြောင်းသူကြမှာဒီလိုချင်းဆိုးရဲ့အနောက်ရှက်တွေဖြစ်လာတာလို့ပြောပြီးတော့စိတ်မကောင်းနေဖြစ်နေခဲ့ပါရီ။အဲ့ဒီချိန်မှာပဲအာရီယာကဖုန်းဆက်လာခဲ့ပြီးတော့သူပြန်လာတော့မှဖြစ်ကြောင်းနဲ့ညဘက်9နာရီလောက်ပြန်ရောက်မှမလို့အီချာကိုအိတ်မပျော်သွားစေဖို့အီမာကိုမှားလိုက်ပါရီ။အီမာကအီချာမအိတ်သွားအောင်လို့အမျိုးမျိုးစကားတွေပြောနေပေမဲ့လေကံမကောင်းတော့အီချာလေးအိတ်သွားရောဂျင်းဆိုးရဲ့အနောက်ရှက်ကိုခံလိုက်ရပါရီ။ဂျင်းဆိုးကအီမာကိုဂရင်ဘော်ကနေဆွဲချခဲ့ပြီးအီချာကိုမနိုးစေဖို့အိမ်မက်ထဲမှာဆွဲခေါ်ပြီးမြအီချာနိုးလာခဲ့ပါရီ။နိုးလာပေမဲ့လေဂျင်းဆိုးရဲ့နောက်ရှက်မှုကြောင့်ကိုဝင်ထက်ရသွားခဲ့ပြီးတော့အီချာလည်းဘိုက်ကိုအဆက်မပြတ်ထိုးကရေချိုးကန်းထဲကိုသွားပြီးတော့သူမရဲ့မွေးလန်းချောင်းကနေဘိုက်ထဲကမကောင်းတဲ့အညစ်အကြေးတွေကိုဖောက်ထုတ်ပစ်လိုက်ပါရီ။အီချာလည်းအဆက်မပြတ်ထိုးတဲ့ဒဏ်တွေကြောင့်မေးလဲသွားခဲ့ကအာရီယာလည်းပြန်လာတော့ဗလီဆီယာစီကိုအပြေးလွှားရောက်သွားကြပါရီ။ဗလီဆီယာလည်းသူတယောက်တည်းမနိုင်တာကြောင့်ဖျားစာရွတ်ဖက်ကြမယ်ဆရာတွေအမြောက်များနဲ့အီချာကိုပြန်ခေါ်ကစိတ်ဝိညာဉ်ကိုစီးထားတဲ့ဂျင်းဆိုးကိုအီချာကိုယ်တိုင်အင်အားနဲ့တွန်းထုတ်နိုင်အောင်ကူညီကြပါရီ။အစာပိုင်းမှာတော့ဂျင်းဆိုးကအင်အားသုံးပြီးတော့အီချာကိုဖမ်းဆီးထားခဲ့ကဂရင်တွေကိုလည်းလေးပေါ်ဝဲပြီးတော့စာဖက်မရအောင်ဗလီဆီယာတွေကိုနှောက်ယှက်ပါရီ။ဒီလိုနဲ့အာရီယာကကြောက်မနေတော့ပဲအီချာရဲ့နားကိုသွားပြီးတော့ဖျားစာရွတ်ဖို့ပြောကသူနဲ့အမတ်တရားတွေကိုပြန်တွေးခိုင်းပြီးတော့ဂျင်းဆိုးစီကနေပြီးတော့ပြန်ခေါ်ဖို့လုပ်ပါရီ။အီချာကလည်းဂျင်းဆိုးစီကနေလွတ်ဖို့သူမကိုယ်တိုင်အိမ်မက်ထဲမှာဖျားစာတွေရွတ်ဆိုရင်းနေပဲ
နောက်ဆုံး6တွေ့လွန်လာတဲ့အင်ကြီးတက်ကနေထွက်ပြေးလာကအင်ကြီးတစ်ခုလုံးကလည်းဂျင်းဆူရဲ့ရှုံးနိမ့်မှုကြောင့်ပြိုကျသွားခဲ့ပါရယ်ဒီလိုနဲ့6နှစ်ကြာမှတော့အီချာတို့လည်းအဆင်ပြေပြေဖြစ်ကပြေးလဲလာခဲ့ပြီးတော့အိမ်တလေးမှာသမီးလေးနဲ့သားလေးနဲ့တငယ်ချင်းအီမာနဲ့အတူနေထိုင်ခဲ့ကြပါရီဒါပေမဲ့လည်းအီချာရဲ့သားလေးစီကိုဂျင်းဆူကအိမ်နီးနားချင်းအယောင်ဆောင်နဲ့ရောက်လာခဲ့ပြန်ပါရီဇလန်လေးကတော့ဒီမှာတင်ပြီးသွားခဲ့ပါပြီဒီဇလန်ကအင်ဒိုနီးရှားနိုင်ငံမှာတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပြက်လေးမလို့ဖြစ်ရမှန်တင်းဆက်ရိုက်ကူးပြသထားခြင်းဖြစ်ပါရီဇလန်လေးကိုမလွတ်တမ်းလဲကြည့်ရှုစေချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပဲတင်ရှိပါတယ်ခင်ဗျာ